တို့စီပြီးကွယ်ရွှေအိမ်ဆန်းဝေမင်းသမီးရဲ့ရှင်သာဆရာပြစ်စိုးလေးနောက်မှာကွယ်ရောက်ချီပြီးပြန်ပေးလိုက်ရတာရဲ့မရတိုင်းလို့ကိုယူဆပါမယ်ဝေစီစီယူလေးတဲ့မှာစီမင်းစတူစီပါတယ်တင်တော်ရီလေးနဲ့ပြောက်ွယ်ကျော်စရာဘုံအော်ပြတ်ခဲ့ရပါတယ်လျက်ပြည့်အတွင်းမှာတဲကွဲသွားတာရဲ့ကွဲတိုင်းလို့ကိုယူဆပါမယ်မောင်မြေဝါမောင်မြေဝါပြင်းလေးတိုင်းကိုတင်တယ်မောင်မြေဝါမောင်မြေဝါပြန်ကြောင်းကတိတ်ကြောင်းကိုမစင်စားတင်တယ်ရွာချလေးရဲ့ဦးစုရဲ့နာတဆုံးနှလုံးသားမှာနာကြီးစိတ်တို့ရှိပြီးကွယ်မမြင်ဘူးကိုဆုံးပြီးမယ်ဒီလိုပေါ်မှာလမ်းဆက်ချနေမယ်ချက်စစ်ပြီးတော့ကွယ်ခဲ့ရတာရဲ့မပေါင်းတိုင်းလို့ကိုယူဆပါမယ်စားချက်တို့ရှိပြီးကွယ်ရွှေအိမ်ဆန်းဝေမင်းသမီးရဲ့ရှင်သာဆရာဖြစ်စိုးလေးနောက်မှာကွယ်ရောက်ယူပြီးပြန်ပေးလိုက်ရတာရဲ့မရတိုင်းလို့ကိုယူဆပါမယ်စတူရှိပါတယ်ဒီလိုလေးနဲ့ပြောက်ွယ်ကျော်စရာဘုံအော်ပြတ်ခဲ့ရပါတယ်ရဲ့ပြည့်အတွင်းမှာတဲကွဲသွားတာရဲ့ကွဲတိုင်းလို့ကိုယူဆပါမယ်မောင်မြေဝါမောင်မြေဝါပြင်းလေးတိုင်းကိုတင်တယ်မောင်မြေဝါမောင်မြေဝါကြပြောင်းကတိတ်ကြောင်းကိုမစင်စားခြင်း